တဲ့အိမ်မှာရှိတဲ့ရေခဲတစ်တာလေးကျန်းမာဖို့အတွက်ဒါတွေကိုချောင်းပါအခုပြောပြပေးမယ်အချက်၅ချက်ကိုသိမထားဘူးဆိုလို့ရှိရင်တဲ့အိမ်မှာရှိတဲ့ရေခဲတစ်တာရဲ့ကြာရှည်ခံနိုင်မှုတက်တဲ့ကပိုတူသွားနိုင်ပါတယ်ဒီမှာပါစကိုင်းဝမှာကျူတူပါတယ်ခင်ဗျာလူကြီးမျိုးရဲ့အိမ်မှာရှိတဲ့ရေခဲတစ်တာတွေကိုအသုံးပြုတဲ့အခါမှာသိထားတဲ့ဆောင်းရံချောင်းရံလေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ Number 1 power input အရေးကြီးဆုံးတစ်ခုကရေခဲတစ်တာတွေကိုအသုံးပြုတဲ့အခါမှာsafe cut ခံပြီးတော့အသုံးပြုပေးပါဒီ safe cut မခံဘူးဆိုလို့ရှိရင် VR တန်းကြကြောင်း compressor လောင်တဲ့အထိဖြစ်နိုင်ပါတယ်နောက်တဲ့အရေးကြီးတဲ့တစ်ခုက direct plug ကိုအသုံးပြုပါ direct plug ကိုအသုံးပြုထားတာမဟုတ်ဘဲနဲ့ဒီလိုမျိုး multi plug တွေအသုံးပြုထားတာဒီလိုမျိုး extension တွေကိုအသုံးပြုထားတယ်ဆိုလို့ရှိရင်ကျိုးတွေကဓာတ်မကန်နိုင်မဲ့မီးလောင်တဲ့အထိဖြစ်နိုင်ပါတယ် Number 2 place ရေခဲတစ်တာတွေကိုထားတဲ့အခါမှာနံရံနဲ့အနည်းဆုံး6လက်မကနေ8လက်မအထိခွာထားပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်နံရံနဲ့အရန်ကတ်ထားတဲ့အခါမှာလေဝင်လေထွက်မကောင်းတော့ဘဲနဲ့အပြင်ကိုအပူတွေထုတ်မပေးနိုင်တာမျိုးတွေဖြစ်နိုင်ပါတယ်။အပြင်ကိုအပူတွေထုတ်မပေးနိုင်တော့တဲ့အတွက် compressor လည်းပင်ပန်းနဲ့အတွင်းထဲမှာလည်းမအေးဘူး။နောက်ထပ်အတွင်းထဲမှာထည့်ထားတဲ့အစားအစာတွေလည်းပျက်စီးတဲ့အထိဖြစ်နိုင်ပါတယ်။နောက်တစ်ခုကမီးဖို့နဲ့နေတဲ့နေရာနေအောင်ဓာတ်ရိုက်ကြတဲ့နေရာတွေမှာဆိုလို့ရှိရင်မထားသင့်ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အပြင်ကနေပြီးတော့အပူတွေခတ်တိုးပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ compressor ပင်ပန်းပြီးတော့အတွင်းထဲမှာမအေးတာမျိုးတွေဖြစ်နိုင်ပါတယ်။ Number 3 defrosting ချိန်ပါတဲ့ရေခဲကြိုးတွေမှာဆိုလို့ရှိရင်အခက်အခဲထဲမှာရေခဲကြိုးတွေတက်နေတာတွေရှိနိုင်ပါတယ်။ဒီရေခဲကြိုးတွေကိုခွာချဖို့အတွက်ရေနွေးပူထည့်ပြီးတော့ခလုတ်ပိတ်ထားလိုက်တာနဲ့ရေခဲကြိုးတွေကွာကျလာတာမျိုးတွေတွေ့ကြမှာပါ။အဲ့လိုပုံစံမျိုးကတစ်ခါနှစ်ခါဆိုရင်မသိနိုင်ဘူးပဲနောက်ပိုင်းအချိန်ရင်များလာတဲ့အခါဒီမှာဆိုလို့ရှိရင်ရေခဲတစ်တာကမအေးတော့တာမခဲတော့တာကြီးဖြစ်လာနိုင်ပါတယ်နောက်တဲ့ဒီရေခဲကြိုးတွေကိုခွာချတဲ့အခါမှာသူအစကြီးရဲ့မာတဲ့ຢာကြီးနဲ့ထုပွဲတာထွန်ထက်တဲ့ຢာကြီးနဲ့ထိုးပွဲတာကြီးမလုပ်ရပါဘူးဒီအတွင်းထဲမှာရှိတဲ့နံရံတွေပေါက်ပြဲပြီးတော့ပွဲထွက်နိုင်လို့ပါ Number 4 power တကားတွေကိုခဏခဏအခွင့်အပေးမလုပ်သင့်ပါဘူးဒီလိုမျိုးခဏခဏအခွင့်အပေးလုပ်တယ်ဆိုလို့ရှိရင်အတွင်းထဲမှာရှိတဲ့အအေးတွေအပြင်ကိုထွက်သွားပြီးတော့ compressor က heavy load တွေကိုခဏခဏပြန်ပြီးတော့လုပ်နေရမှာဖြစ်ပါတယ်ဒီလိုဆိုလို့ရှိရင် compressor ကတက်တန်းတိုးသွားပြီးတော့မီးစားလည်းညားနိုင်ပါတယ်နောက်ထပ်ဒီတကားဘက်ချက်မှာရှိတဲ့ shape တွေပေါ်မှာပစ္စည်းအရန်လေးတာတွေကိုမတင်နေပါဘူးပစ္စည်းတွေလည်းအများကြီးမတင်နေပါဘူးဘာလို့လဲဆိုလို့ရှိရင်ပစ္စည်းတွေအများကြီးတင်လိုက်တဲ့အတွက်တကားကတစ်ဖက်ကိုဆောင်းသွားပြီးတော့ဒီ liner တွေဆောင်းသွားမယ် liner တွေဆောင်းသွားတယ်ဆိုလို့ရှိရင်အတွင်းကန်းထဲမှာမအေးတာတွေဖြစ်နိုင်ပါတယ် Number 5 drain ရေခဲတစ်တာရဲ့အနောက်ဘက်အောက်ခြေမှာရှိတဲ့ရေထွက်ပေါက်တွေကိုပိတ်နေတာမျိုးမဖြစ်အောင်ခရီးဆိုင်ပြင်ပါတယ်ရေထွက်ပေါက်တွေပိတ်နေခဲ့တယ်ဆိုလို့ရှိရင်ရေယိုခြင်းနဲ့အတွင်းထဲမှာအနံ့လုံးထွက်ခြင်းကိုဖြစ်ပေါ်စေတတ်ပါတယ်ကဲအခုပြောပြပေးခဲ့တဲ့အချက်၅ချက်တွေကမှအရင်ကလုပ်ခဲ့တာတွေရှိတယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းမှာသတိထားဖို့လိုပါမယ်အရေးကြီးဆုံးကတော့တဲ့အိမ်မှာရှိနေတဲ့ရေခဲတစ်တာလေးကျန်းမာဖို့အတွက်ကို compressor ကိုပင်မအောင်မလုပ်ခင်နဲ့စိတ်ချမ်းသာအောင်ထားဖို့လိုပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်